မျက်နှာဖုံးနောက်ကအမှောင်တိုက်နှင်းရက်ပေါင်း60ငရေခန့်ယော့အဲ့ဒီမှာပေါက်ပြားတွေကိုကိုင်နင်တို့တေတွင်းကိုနင်တို့တူးကြဒီစကားသံဟာရုပ်ရှင်ကားတကားတဲကဇက်ဝင်ခန်းတစ်ခုမဟုတ်ပါဘူးမိခင်တယောက်ရဲ့ရင်ခွင်ထဲမှာပုံးကွယ်နေလေအသက်16နှစ်အရွယ်မိန်းကလေးငယ်တယောက်ရှိကိုပေါက်ပြားတွေအရှိန်နဲ့ပြုတ်ကျလာချိန်မှာကြားလိုက်ရတဲ့အတန်ဖြစ်ပါရဲ့ဒီအမိန့်ကိုပေးလိုက်သူကတော့တချိန်ကလူများလေးစားအားထားခဲ့ရတဲ့ဖျားတစုလိုကိုးကွယ်ခဲ့ရတဲ့ခေါင်းဆောင်တူဘိုးနဂါဆိုသူပါဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကြားရသူတိုင်းရဲ့ရင်ကိုထိတ်လန့်တွန်းစေမယ့်လူစိတ်ရဲ့အမှောင်မိုက်ဆုံးအချမ်းကိုမြင်တွေ့ရမယ့်ဖိယက်မှန်ဇလန်တပုတ်တည်းဖြစ်ပါတယ်ရရှိထားတဲ့အချက်လက်အပေါ်အခြေခံပြီးတင်ပြထားတာပါလုံခြုံရေးအရာကျူးလွန်ခံရသူကလေးငယ်တွေကိုတော့မဝါဝါနဲ့မဆာဆာလို့သုံးနှုံးထားပါမယ်အဖြစ်အပျက်က2024ခုနှစ်စက်တင်ဘာလ23ရက်နေ့မှာစတင်ပါတယ်ပလဲမျိုးနယ်ကအရွာလေးတွေပါ BNR လို့ခေါ်တဲ့ဒေတာကန်လက်နက်ကိုင်တပ်ဖွဲ့ရဲ့လက်နက်တိုက်ပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်ဒီပောက်ကွဲမှုနဲ့ပတ်သက်ပြီးတန်တရားရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အသက်18နှစ်အရွယ်မဇာဇာနဲ့အသက်16နှစ်အရွယ်မဝါဝါတို့အပါအဝင်မိသားစုဝင်6ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ကားအမဲရောင်ကြီးတစ်စီးနဲ့ညနေ6နာရီလောက်မှရောက်လာပြီးစခန်းတစ်ခုကိုခေါ်သွားခဲ့တာပါ။ဒါပေမဲ့အဲ့ဒီညမှာပဲအရာအလုံးဟာပုံမှန်စစ်ဆေးမေးမြန်းခြင်းမဟုတ်တော့ဘူးဆိုတာထင်ရှားလာခဲ့ပါတယ်။အဲ့ဒီညမှာမိသားစုဝင်တွေထဲကအသက်16နှစ်အရွယ်မဝါဝါကိုတီးတန့်ခေါ်ထုတ်သွားပါတယ်။ဘိုးနဂါကိုယ်တိုင်မဝါဝါကိုလက်ပြန်ကျိုးနှစ်ထပ်တုပ်တယ်။မျက်နာကိုပဝါနှစ်ထပ်စီးတယ်။ပြီးတော့အစားအသောက်တွေကိုအတင်းအဓမ္မခွန်ကြွေးတယ်။အဲ့ဒီနောက်မှာတော့ကြက်တီးထားပွဲကောင်းတဲ့ချင်းချောက်စကားကိုပြောလိုက်ပါတယ်။သမီးကိုသူနဲ့အတူမအိပ်ဘူးဆိုရင်လွတ်မပေးဘူး။နင်းမိဘတွေကိုလည်းမလွတ်ပေးဘူး။အဲ့လိုမှမလုပ်ဘူးဆိုရင်နင်တို့အကုန်လုံးကိုအမဲဝိုင်းထက်မယ်။ည8နာရီထိုးတဲ့အထိသမီးငယ်လေးပြန်မရောက်လာတဲ့အခါမိခင်ထစ်သူရဲ့ရင်ထဲမှာမီးဟုံဟုံတောက်နေခဲ့ပြီပေါ့။နာရီပိုင်းအကြာမှာတော့မဝါဝါလေးဟာမိခင်စီကိုငိုယိုပြီးပြန်ရောက်လာပါတယ်။လက်ကောက်ဝစ်မှာဒူးတုတ်ခံထားရတဲ့ဒရာတွေနဲ့အတူသူမရဲ့မျက်လုံးတွေထဲမှာအကြောက်တရားတွေပြင်းထန်နေခဲ့ပါတယ်။ရက်20တိတိမိသားစုဝင်6ဦးစလုံးဖမ်းဆီးချုပ်နှောင်ခံရပြီးစစ်ဆေးခံခဲ့ရပါတယ်။နောက်ဆုံးတော့လက်နက်တိုက်ပောက်ကွဲမှုနဲ့သူတို့ဘာမှမသက်ဆိုင်ဘူးဆိုတာပေါ်ပေါက်သွားပါတယ်။အပြစ်မရှိတဲ့အတွက်ပြန်လွတ်ပေးဖို့မိသားစုကငိုယိုပြီးတောင်းပန်ကြတယ်။ဒီအချိန်မှာဘိုနဂါစီကနေထူးဆန်းတဲ့အပေးယူတစ်ခုထွက်လာပါတယ်။အကုန်လုံးကိုပြန်လွတ်ပေးမယ်။ဒါပေမဲ့ဝါဝါနဲ့ဇာဇာကိုတော့စခန်းမှာသမင်းကြပ်ဖို့ထားခဲ့ရမယ်။ဒီစကားရဲ့နောက်ွယ်ကအတိတ်ပဲကိုမိခင်ချစ်သူကကောင်းကောင်းကြီးတည်နေပါတယ်။သူမရဲ့သမီးလေးဘာတွေခံစားခဲ့ပြီလဲဆိုတာသူမသိထားပြီးသားလေ။ဒါကြောင့်မိခင်ချစ်သူကသမီးလေးကိုတင်းကျပ်နေအောင်ဖတ်ထားပြီးဒီတောင်းဆိုမှုကိုပြက်ပြက်တတငင်းဆန်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအစာပိုင်းကကျွန်တော်တို့ပြောခဲ့တဲ့အဖြစ်ပြက်ပေါ်လာတာပါ။တွားအဲ့ဒီတာမီနီယာကိုဆွဲထုတ်သူတို့တီတွင်းကိုသူတို့တူးပလိစီတူးခိုင်းပြီးမြုပ်ပစ်လိုက်ပေါက်ပြောင်းတွေမိခင်ရှေ့ကိုပြုတ်ကျလာတယ်မိဘတွေတနက်ပြောင်းဝမှာအသက်အန္တရာယ်ကြုံနေရတာကိုမြင်လိုက်ရတဲ့သမီးငယ်2ယောက်သူတို့ဘာလုပ်နိုင်မှာတော့မလဲရွှိုက်ကြီးတငင်ငိုကြွေးပြီးရှီခိုးတောင်းပန်ရင်မိဘတွေအသက်ရှင်ဖို့အတွက်သူတို့ကိုသူတို့ဇသေးပြီးလိုက်သွားခဲ့ရပါတော့တယ်ဒီလိုနဲ့ရပ်ပေါင်း60ကြာမြင့်မဲ့ငရဲခန်းစီကိုသမီးငယ်2ဦးချီချမိသွားပါတော့တယ်ခဏတာစဉ်းစားကြည့်ရအောင်ပါကိုပြည်သူကိုအကာအကွယ်ပေးပါမယ်လို့ကြွေးကြော်ထားတဲ့ခေါင်းဆောင်တစ်ယောက်ဟာဘလို့လုပ်ပြီးအခုလိုရက်ဆက်တဲ့အာဏာရှင်တစ်ယောက်ဖြစ်သွားရတာလေလူတွေရဲ့ယုံကြည်မှုကိုခုတုံးလုပ်ပြီးကလေးငယ်တွေအပေါ်အခုလိုကျူးလွန်တာဟာတာမန်လူတစ်ယောက်ရဲ့လုပ်ရဟုတ်ပါမလားစခန်းကိုရောက်တာနဲ့သမီးငယ်2ယောက်ကိုနေရာခွဲထားလိုက်ပါတယ်ခေါင်းဆောင်နေထိုင်တာကအနီရောင်ဆေးတုတ်ထားတဲ့နှစ်ထပ်အဆောင်လေးတစ်ခုပါအဲ့ဒီအဆောင်ရဲ့မလမ်းမကမ်းမှာဇာဇာကိုထားပါတယ်ဇာဇာအကိုကိုလာနင်းပေးဦးညနေတစ်ခေါင်မနက်3နာရီကြီးမှာတကားလာခောက်ပြီးခေါ်တဲ့အထံတွေဟာဇာဇာအတွက်တော့နေ့စဉ်အိမ်မဆိုးတွေဖြစ်လာခဲ့ပါတယ်တခါတလေသွားမလွန့်ပေးခြင်းလို့
မျက်နှာတက်တဲ့ကန်သားမှာသွားရှောင်နေရင်တော့အနောက်ကနေလိုက်ရှာပါတယ်မိုးတွေတဲကြီးမဲကြီးရွာနေတဲ့ညတွေမီးမပါပဲမှောင်မဲနေတဲ့လမ်းမှာခလုတ်တွေတိုက်ပြီးဝါရှိတဲ့အဆောင်လိုပြေးသွားရတာတွေအနှွေးတဲ့ထူထူဝတ်ပြီးအိတ်သားထဲမှာညလုံးပေါက်ပုံနေရတာတွေသူများတွေအိမ်မက်လှလှမှတ်နေချိန်မှာဒီကလေးနှစ်ယောက်ဟာအိတ်သားထဲမှာအကြောက်တရားတွေနဲ့တုံရင်ပြီးပုံအောင်နေခဲ့ရတာပါ တရက်ကိုတယောက်အလဲကျခေါ်ယူပြီးအဓမ္မပြုကျင့်တာကိုခံခဲ့ကြရတယ်။နီးလေဘက်ရေချိုးဖို့တွားတာကိုမြင်နေတော့လှမ်းခေါ်ပြီးအနိုင်ကျင့်တတ်ပါသေးတယ် ကြည်ငရဲကန်းတဲ့ကိုမဝဝါတို့ရောက်သွားတဲ့အချိန်မှာသူတို့ဟာပထမဆုံးတားကောင်တွေမဟုတ်ဘူးဆိုတာကိုထိုက်လန့်ဖွယ်ရာတီးလိုက်ရပါတယ်။အဲ့ဒီမှာမန္တလေးကနေရောက်နေတဲ့အမတယောက်ရှိပါတယ်။သူဟာဒီအချင်းထောင်လိုနေတာမျိုးမှာဖမ်းခံထားရတာစဉ်းစားကြည့်ပါ။3နှစ်လောက်တောင်ကြာနေခဲ့ပါပြီ။ရက်ပေါင်း1000ကျော်နေထွက်လာတိုင်းဒီနေ့တော့ငါလွတ်မြောက်နိုင်မလားဆိုတဲ့မျှော်လင့်ချက်တွေတဆစီရိုက်ချိုးခံရရင်3နှစ်ဆိုတဲ့အချိန်ကာလဟာလူတစ်ယောက်ရဲ့စိတ်ဝိညာဉ်ကိုဘလောက်တောင်ဖျက်ဆီးပြလိုက်နိုင်မလဲမဝဝါတို့ညီမတွေရောက်လာတဲ့အချိန်မှာတော့ဘိုးနဂါဟာအဲ့ဒီမန္တလေးကအမကိုအကျင်ကလောက်မခေါ်တော့ဘူးလို့ဆိုပါတယ်။ဘာကြောင့်လဲမဝဝါတို့ဟာတားကောင်အစ်စ်တွေဖြစ်နေလို့ပါပဲ ဒီနေရာမှာနေရက်သူတွေဟာအကြောက်တရားတွေနဲ့ကြီးလဲပါနေပါတယ်တရက်ကိုတရက်အလှဲကြခေါ်ယူပြီးလူသားဆန်မှုကင်းမဲ့စွာအနိုင်ကျင့်ဘူကြတာကိုခံခဲ့ကြတယ်အဆိုးဆုံးကဘာလဲတီလားဒီလိုရက်ဆက်တဲ့လောက်ရက်တွေဟာညအမောင်ထဲမှာပဲကွယ်ဝတ်ပြီးလောက်နေတာမဟုတ်ပါဘူးနေခင်းဘက်တာမန်ရေချိုးဖို့တွားတာကိုမြင်ရင်တော့လှမ်းခေါ်ပြီးစိတ်ထင်းတယ်လို့အနိုင်ကျင့်တတ်သေးလေလို့ဆိုပါတယ်စဉ်းစားကြည့်ပါတာမန်လူနေမှုဘဝရဲ့အသေးဖွဲကိစ္စလေးဖြစ်တဲ့ရေချိုးဖို့တွားတာတော့မှကိုယ့်အတွက်ဘေးအန္တရာယ်ဖြစ်လာနိုင်တယ်ဆိုတဲ့အသိစိတ်နဲ့နေထိုင်ရတဲ့ဘဝမျိုးဟာဘလောက်တောင်ကြောချမ်းစရာကောင်းလိုက်မလဲအဲ့ဒီအမောင်တိုက်ထဲမှာမင်းကလေးတွေအမျိုးသမီးတွေဟာနောက်ခံဘဝအမျိုးမျိုးကနေရောက်လာကြတာပါအဲ့ဒီအထဲမှာဖူးမြတ်ဆိုတဲ့အမျိုးသမီးတစ်ယောက်လည်းပါဝင်ပါတယ်သူဟာကလေးနှစ်ယောက်ရဲ့မိခင်ပါပြီးတော့စစ်သားတစ်ယောက်ရဲ့ဇနီးလို့လည်းဆိုပါတယ်ဒါပေမဲ့ဒီနေရာမှာတော့ဘသူရဲ့ဇနီးဘသူရဲ့မိခင်ဆိုတဲ့ဂုံဖိုးတွေဟာဘာမှအရာမရောက်တော့ပါဘူးဖူးမြတ်ကိုလည်းရန်ခါခေါ်ယူပြီးဘိုးနဂါးကသူ့ရဲ့စိတ်ဆန္ဒရှိသလိုအနိုင်ကျင့်စော်ကားလေးရှိပါတယ်ဘိုးနဂါးဟာသူ့ရဲ့အာဏာကိုအသုံးပြုပြီးဒီသမီးငယ်နှစ်ဦးကိုတယောက်တလေတရက်စီနေ့စဉ်ခေါ်ယူပြီးသူ့ရဲ့အလိုကျရရက်ဆက်ဆက်အနိုင်ကျင့်ခဲ့ပါတယ်သူတို့လေးတွေဟာကိုယ်ပိုင်ဘဝကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုလာကိုအိမ်မက်တာမမက်ရဲတော့ပဲငရဲကြနေရဲ့အကျဉ်းသားတွေလိုခါးစည်းကန်ခဲ့ရတယ် ညဘက်မအိပ်ရဲလို့မိဖို့ကြောင့်ထဲမှာပလတ်စတစ်ကျွတ်အိတ်တွေကိုခင်းပြီးတယောက်ထဲမအိပ်ရဲလို့3ယောက်စုပြီးဖတ်အိတ်ခဲ့ရတဲ့အဖြစ်တွေဒါတွေဟာအသက်16နဲ့18နှစ်အရွယ်မိန်းကလေးတွေကြုံတွေ့ရမယ့်အရာတွေမှမဟုတ်တာ ရုပ်ပိုင်းဆိုင်ရာပါမကစိတ်ပိုင်းဆိုင်ရာပါအကြီးအကျယ်နှိမ့်ဆက်ခံခဲ့ရပါတယ်အကိုအရွယ်ကသမီးတို့အဖေအရွယ်ဦးရီရွယ်ရှိနေပါပြီနမသားချင်းစာနာပါလို့ငိုယိုပြီးတောင်းမှန်လည်းမရခဲ့ပါဘူးအကိုကိုဖျားတစုလိုကိုးခွေခဲ့တာပါလို့ပြောလဲမညာထားခဲ့ပါဘူးတခါမှာတော့ဇာဇာရဲ့စပင်ကိုဆန့်ဆွဲပြီးနေရနဲ့ပြစ်တိုက်ခဲ့တဲ့အထိအချမ်းဖက်ခဲ့လို့တညာလုံးရှ िख ိုးတောင်းမှန်ခဲ့ရပါသေးတယ် ဒီလိုရက်ဆက်မှုတွေကိုစခန်းတဲကတခြားသူတွေမသိကြဘူးလားသိလာကြပါတယ်ဒီကလေးနှစ်ယောက်နေတိုင်းငိုယိုနေတာနေခင်းဘက်ပေါင်းနှုတ်မြေးသေးအဝတ်လျှော်လုတ်ယုံတာမကညဘက်တွေမှာပါအခုလိုလိန်ကျွန်းလိုဆက်ဆံခံနေရတာကိုတချို့ရဲဘော်တွေရိပ်မိလာကြပါတယ်နောက်ဆုံးမှာတော့သူတို့ယုံကြည်ခဲ့တဲ့ခေါင်းဆောင်ရဲ့လုပ်ရက်တွေကိုမခံစားနိုင်တော့ပဲထွက်ပြေးသွားတဲ့ရဲဘော်တွေတောင်ရှိလာခဲ့ပါတယ်ကိုရန်တို့9ယောက်ရှိရာကနေ3ယောက်ဖဲကျန်တဲ့အထိလူတွေစွန့်ခွာသွားကြပါတယ် နောက်ဆုံးတော့ဝါဝါရန်အကိုအရင်ထစ်သူအသေးအတန်နေမကောင်းဖွက်တဲ့အချိန်ကြမှာသာတမီးငယ်နှစ်ဦးကိုအိမ်ပြန်ခွင့်ပေးခဲ့ပါတယ်ဒါပေမဲ့ပြဿနာကပြီးမသွားပါဘူး အကိုဖြစ်သူစိုးပွားသွားပြီးတလားလောက်အကြာညစင်နာရီအချိန်မှာလက်နက်ကင်9ဦးပါတဲ့အဖွဲတစ်ဖွဲဝါဝါတို့ရွာကိုရောက်လာပြီးခလီမလီနှစ်ယောက်ကိုထပ်မံဖမ်းဆီးဖို့ကြိုးစားခဲ့ပါတယ်ဒီတစ်ခါမှာတော့ရွာသူရွာသားတွေကဝိုင်းဝန်းတားဆီးလူယူခဲ့ကြလို့သာခလီမလီတွေလွတ်မြောက်သွားခဲ့တာပါ ဆရာရဲ့ထမင်းချက်လိုက်ဆိုလဲလိုက်ပါမယ်ဆိုပြီးကြောက်လန့်ငိုယိုပြီးလိုက်သွားခဲ့ရတဲ့ညကိုကျမဘယ်တော့မှမမေ့ဘူး ဒါကတော့ယူကျုံမရဖြစ်နေတဲ့မိခင်တယောက်ရဲ့ရင်ခွဲနာကြတတ်မှာပဲဒီအနာတရားဟာတသက်လုံးပျောက်ကင်းနိုင်မှာမလား ဒီနေရာမှာမေးစရာရှိလာပါတယ်
ဒီလိုဆိုးရွားတဲ့ပြစ်မှုတွေကျူးလွန်ခဲ့သူကိုဘယ်သူမှအရေးမယူတော့ဘူးလားအမျိုးသားညီညွတ်ရေးအစိုးရရဲ့ပြည်ထရေးဝန်ကြီးဌာနကဒီကိစ္စကိုစုံစမ်းသိရှိသွားတဲ့အခါဘိုးနဂါးကိုရာဇသက်ကြီးပုံမှန်386 506တို့တဲ့အမှုဖွင့်ပြီးဖမ်းဆီးထိန်းသိမ်းဖို့စ조사ခဲ့ပါတယ်တရားဥပဒေရဲ့လက်တံတွေဟာသူ့စီကိုတဖြည်းဖြည်းနီးကပ်လာခဲ့ပါပြီဒါပေမဲ့ဘယ်သူမှမထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုကယူတရက်ပေါ်ပေါက်လာခဲ့ပါတယ်သူ့ကိုဖမ်းဆီးဖို့နီးကပ်လာချိန်မှာပဲခေါင်းကင်ညံကနေရဟတ်ရင်တစီရောက်လာပါတယ်အဲ့ဒီရဟတ်ရင်ဟာတာမန်အဖွဲ့အစည်းတစ်ခုကလာမဟုတ်ပါဘူးတစ်ဖက်ရန်သူစစ်တပ်စီကနေလာတာပါဘူနဂါးကိုအရေးပေါ်လာရောက်ကဲဆယ်ထုတ်ယူသွားခဲ့ပါတယ်ဒီနေရာမှာအရာအားလုံးဟာဇကားတကားလိုပြောင်းပြန်လန်းသွားခဲ့ပါပြီဘာကြောင့်ဒီလိုထိလာတာလဲတီအိုရီ၃ခုနဲ့စဉ်းစားကြည့်အောင်ပထမတီအိုရီအာနာရဲ့မူးယစ်မှုလက်နဲ့ရှိလာတဲ့လူတွေကကိုးကွယ်လာတဲ့ဆိုရင်လူတချို့ဟာမိမိကိုယ်ကိုဖျားသခင်လိုထင်မှတ်လာပြီးလှုပ်ချင်ညာလှုပ်တတ်ကြပါတယ်အကျွေးမဲ့အာနာဟာအကျွေးမဲ့ဖြစ်စည်းတတ်တဲ့ဆိုတဲ့အတိုင်းပါပဲဒုတိယ theory စိတ်ပိုင်းဆိုင်ရာချင်းချောက်မှုစစ်စင်ရေးဒေသခံတွေကိုကြောက်ရွံ့သွားအောင်ဘယ်သူမှသူ့ကိုမလွန်ဆန်ရဲအောင်အခုလိုတက်ငယ်ရွယ်တွေကိုပါမချမ်းရက်ဆက်ဆက်အနိုင်ကျင့်ပြတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့အဖြစ်နိုင်ဆုံးနဲ့ကြောက်စရာကောင်းဆုံးကတော့တတိယ theory ပါသူဟာတော်လန်ကြီးအစကတည်းကစစ်တပ်ကတိမ်သွင်းမြုံနှံထားတဲ့တရှို့တွေးခွဲတရှို့ရည်သမားထင်နေတာလားတော်လန်ကြီးအင်အားစုလေးချားမှာယုံကြည်မှုကင်းမဲ့သွားအောင်ပြည်သူတွေကလက်နက်ကင်တွေကိုယွန်ရှာသွားအောင်တမင်တကာစေလွတ်ထားတဲ့နေရုပ်တရုပ်ချင်နေကြတာလားနောက်ဆုံးမှာတော်လန်ကြီးအင်အားစုတွေကဖမ်းဆီးတော့မယ်အချိန်ကြာမှာသူ့ရဲ့နောက်ကွဲကကွန်ရက်တွေပေါ်ပေါက်သွားမှာစိုးလို့စစ်တပ်ကရဟတ်ရင်နဲ့အရေးပေါ်လာခေါ်သွားတာဟာဒီ theory ကိုအခိုင်အမာဆုံးသက်သေပြနေပါတယ်ရက်ပေါင်း60အိမ်သားထဲမှာတုံရင်းနေခဲ့ရတဲ့ညတွေကျွတ်အိတ်ဒီပေါ်မှာဖက်အိတ်ခဲ့ရတဲ့ကလေးမလေးတွေရဲ့မျက်ရည်တွေဒီအရာတွေဟာမျက်နှာဖုံးဆွတ်ထားတဲ့လူယုံမအိတ်ရောက်ရဲ့လောက်ရက်တွေကြောင့်ဖြစ်ပေါ်လာခဲ့ရတာပါတခါတလေမှာကျွန်တော်တို့အယုံကြည်ရဆုံးအလေးစားရဆုံးဆိုတဲ့သူတွေရဲ့မျက်နှာဖုံးနောက်ွယ်မှာအစိုးရွားဆုံးမိစ္ဆာတွေပုံအောင်နေတတ်တယ်ဆိုတာကိုဒီဖြစ်ရက်ကသတိပေးနေပါတယ်တင်ရောဒီဖြစ်ရက်ပေါ်ဘယ်လိုမြင်ပါသလဲသူဟာအစကတည်းကရန်သူနဲ့ပေါင်းစည်းထားတဲ့တရှိုတယောက်လိုထင်ပါသလားဒါမှမဟုတ်အာနာရလာခြင်းမှာဖောက်ပြန်သွားတာလို့ထင်ပါသလားတင်ရဲ့ထင်မြင်ယူဆချက်တွေကိုမှတ်ချက်မှာဝင်ရောက်ဆွေးနွေးပြသွားဖို့ဖိတ်ခေါ်ချင်ပါတယ်အမော်တိုက်သေးကအမှန်တရားတွေကိုဆက်လက်ဖော်ထုတ်နိုင်ဖို့ကျွန်တော်နဲ့အတူဆက်လက်လိုက်ပါပေးပါအားလုံးပဲဘေးကင်းလုံခြုံကြပါစေဗျာ This is the voice of truth. Facts. Knowledge.